ကန်ခွဲခဲ့ကြသောပညာရှင်များကိုစစ်တပ်ဘက်တော်သားများနဲ့အတူဂုဏ်ထူးဆောင်ပွဲများဖော်ဖော်တည်တည်ပေးအပ်ပြီးပြည်သူနဲ့ရန်တိုက်ပေးဟုဆိုဆရာနာသိမှုကိုစံကျင်ကန်ခွဲခဲ့ကြတဲ့ပညာရှင်တွေကိုစစ်တပ်ဘက်တော်သားတွေနဲ့အတူတဒန်းတစားတဲ့ပွဲတွေမြောင်လိုင်းကဒီကနေ့ဖော်ဖော်တည်တည်ပေးအလိုက်တာကပြည်သူနဲ့ရန်တိုက်ပေးရလို့တော်လိုင်းနဲ့ဆက်နွယ်နေတဲ့ပြည်ပပညာရှင်အတိုင်းဝိုင်းကပြောဆိုပါတယ်။အနောက်သိစကားဆောင်မြောင်လိုင်းကအကြမ်းဖက်စစ်တပ်အတွက်ဝါဒဖြစ်နေတဲ့စော်မင်းထွန်းနဲ့ရုပ်ရှင်သရုပ်ဆောင်နဲ့ဂုဏ်ထူးဆောင်ပွဲတစိမ့်တွေပေးအလိုက်ပြီးအဲ့ဒီအထဲမှာဆရာနာရှင်ကိုစံကျင်ကန့်ကွက်လို့အကျဉ်းချခံခဲ့ရတဲ့ပညာရှင်တွေဒရိုက်တာတွေရုပ်ရှင်မင်းသားမင်းသမီးတွေပါဝင်နေပါတယ်။စစ်သူဘွဲကိုစစ်ကော်မရှင်ရဲ့ဗန်ဒါရေးနဲ့အခွန်ဝင်ကြီးကန်စောကျန်ကြားရေးဒုတိယဝန်ကြီးစော်မင်းထွန်းစာရေးဆရာတွေဖြစ်တဲ့ဦးအောင်ဖေတက်တို့နဲ့ဦးစိုးညွတ်ထီလာစစ်သူစာပညာရှင်တွေဖြစ်တဲ့စိန်မိုးတင်းနဲ့စင်စတင်ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ကြည်ကြည်သေးညွန့်ဝင်ဝဝဝင်းရွှေခင်သန်းနုကျော်ဟိန်ချိုပြုံးဆွေစင်းထိုက်မမမြင့်အောင်ရန်အောင်မေတန်းနုကြည်တီဦးနေတိုဒရိုက်တာတွေဖြစ်တဲ့ဦးသူခမောင်တင်ဦးနဲ့ဝိုင်းအတတ်ပညာရှင်တွေဖြစ်တဲ့ဂီတလူလဲဦးကိုကိုတန်ညွတ်ပန်းသားနဲ့စော်မင်းဟန်တာမြေတို့ကိုပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။အလင်္ကာကျော်စာပွဲကိုတော့စာရေးဆရာသတင်းစာဆရာလူထုဦးလာလူထုတော်အမစာရေးဆရာညာတန်းတင့်ဦးသိန်းဖေသိန်းဖေမြင့်ဦးထေမြိုင်တကုံတာယာဦးမောနဲ့ပီမောနဲ့ဦးစိန်တဲ့တိတ်ပံမာဝဦးခင်မောင်တဲ့တက္ကသိုလ်ပုံလိုက်တရေပညာရှင်ညာတန်းဆန်စာရေးဆရာချင်းတိုင်းစိတ်ပညာတို့နဲ့ရုပ်ရှင်သရုပ်ဆောင်တွေထဲကရွှေပါထောင်းဝင်းဦးကျော်လုံးခင်ယူမီဒေစီကျော်ဝင်းအန်ကျော်စောဝမ်းနေအောင်ခင်သီရာထွန်းလွင်မုံထွန်းအိမ်ဒရာဘုံလူမင်းစုမြတ်သူဆောင်အိမ်ဒရာကျော်စင်ဖွေဖွေဝမ်းမောင်ရွှေတို့ကိုပေးအပ်ခဲ့တယ်လို့လည်းဆိုပါတယ်စစ်ကောင်စီရဲ့ဝါဒဖြန့်ရတရားမှာပါဝင်ပေးနေမှုကြောင့်ပြည်သူတွေဝေဖန်နေကြတဲ့ရုပ်ရှင်သရုပ်ဆောင်အချို့ပါဝင်အခြားသရုပ်ဆောင်များစွာကိုလည်းမြောက်လိုင်းကပွဲရီစုရေးပေးအပ်ခဲ့ရမှာဂုဏ်ထူးဆောင်ပွဲနဲ့စုပေးအပ်ခံရသူ184ယောက်ရှိပါတယ်။အလင်္ကာကျော်စာပွဲဆိုတာတကယ့်ကိုအပညာဘက်မှာတစ်ဖက်ကန်းတက်ကြပြီးပြည်သူအကျိုးတားမြစ်အကျိုးကိုကနဝင်တင်လောက်အောင်ဆွမ်းဆောင်နိုင်တဲ့အပညာရှင်အတတ်ပညာရှင်ပုဂ္ဂိုလ်မျိုးတွေကိုချီးမြှင့်တော့ဒီလိုမျိုးကြီးပေါ်ပေါ်လောလောပေးတာကတော့အပေးခံရတဲ့သူမှလည်းမယူဘူးညင်ဖို့ခက်ခဲတယ်။မယူဘူးဆိုရင်လည်းနိုင်ငံတော်ပုံကန်သလားဖြစ်အောင်မေး။ယူမယ်ဆိုရင်လည်းတွင်စွန်းတဲ့လက်ကပေးတဲ့ဘွဲကိုတွားယူရမှာတော့ပြည်သူတွေညွှန်ညင်ကုန်ကြမှာ။ဒါကပြည်သူနဲ့ရန်တိုက်ပေးတဲ့အနေအထားမျိုးဖြစ်သွားတယ်လို့ပြည်တွင်းပညာရှင်အတိုင်းဝိုင်းကဆိုပါတယ်။